အခုဆိုရင်ဒီမှာခုနကတော့စေးနဲ့ထားတယ်နော်အခုဆိုရင်ဒါဒုတိယဆင့်တော့ဖွင့်ပြီးပါပြီတတိယဆင့်ကျန်တတိယဆင့်မရောက်ခင်မှာအခုတို့ဂျားရဲ့ထဲမှာဒါဆက်ပြီးမဝင်တဲ့နေရာတွေဂျားတွေအဲ့ဒါကြတော့ဒီလိုကြီးချို့တဲ့ပိတ်စာကြီးတယ်အဲ့ဒါနဲ့ဂျားတွေကိုပို့ရတယ်နော်ပို့နေတဲ့ဒါအကြမ်းမင်းလေးပြပေးမယ်နော်အဲ့လိုဂျားရဲ့ထဲလေဒီဂျားရဲ့ထဲကိုနောက်လက်တော်တရားဂျားရဲ့ပြောင်းလို့ကြီးချွတ်တဲ့နော်ဒီမှာပိတ်စာတွေနဲ့ပုတ်ပြရတယ်ဒါဒုတိယဆင့်ကဒီမှာနော်တော်တော်လေးဝင်းပြောင်းနေပြီနော်တတိယဆင့်ကိုထပ်ဖွင့်ပေးမယ်ဆက်လက်တင်ပေးမယ်ဒါတော့ဖွင့်လာအခုဒီမှာနှစ်ခုဒါကြတော့ဒါတီရှူးကိုနှစ်ခုပတ်ထားတာဒီကချွေးတွေကနှာခေါင်းတွေထဲမျက်လုံးတွေထဲပါးစပ်တွေဝင်တဲ့ခါမှာဒီကဖက်တဲ့ကြီးတွေနဲ့ဆေးအမုံတွေနဲ့နှာခေါင်းနဲ့ဝင်တယ်အဲနှာခေါင်းနဲ့ဝင်သွားပြီးဒီအဆုတ်ထဲကိုလာနော်ဒါတော့ဒါရောင်တော့ဖွင့်ရတာအခါချင်းဝင်နဲ့ဖွင့်ပြရတော့မှန်တယ်